mini PC ကြိုက်တယ်ဆိုတဲ့လူတွေအတွက် HP Elite 805 G7 ပေါ့နော် Ryzen 5ကို4650 GE နဲ့ Ryzen 5 4000 series ပေါ့နော်ဒီကောင်လေးတွေရောက်ပါတယ်ခင်ဗျ Ryzen 5ကိုရိုးမဟုတ် Ryzen 5ကို Pro Ryzen 5 Pro 4650 GE ပေါ့နော် CPU က6လုံး Thread 12လုံးပါတယ်ပေါ့နော် CPU performance က CPU speed က 3.40 ရှိတယ် CPU speed လည်းတော်ကောင်းတယ်ကို performance လည်းတော်ကောင်းတယ်ပေါ့နော်ဒီကောင်လေး model က2021 model Ryzen 5 Pro 4650 GE HP Elite 805 G7 RAM က DDR4 8K နဲ့ RAM 2 slot ပါတယ်ပေါ့နော် RAM 64K ထိ upgrade လုပ်လို့ရတယ်ပြီးတဲ့ခါကျတော့ SSD က NVMe ကို Gen 4 SSD 256K ထည့်ပေးထားတယ်NVMe SSD 2 slot ပါတယ်အတွက်နောက်ထပ်SSD တစ်ချောင်းထပ်ထည့်လို့ရတယ်အပြင်ဟိုမှာနှလုံးမကွယ် hard disk ဒါမှမဟုတ် SATA SSD တစ်လုံးထပ်ထည့်လို့ရပြီလေ upgrade ကတော့ share လုပ်လို့ရတော့ဗောနော်အရှိမှာ USB 2ပေါက်ပါမယ် Type C ပါမယ်နှစ်ချက်ပေါက်ပါမယ် power button ပါမယ်ဗောနော် design အားဖြင့်လည်းတော်လှတယ် performance အားဖြင့်လည်းတော်ကောင်းတယ်အိမ်သုံးမယ်ရုံသုံးမယ်ဆိုလို့ရှိရင် power စား65 watt လောက်ပဲစားတယ်ဗောနော်90 watt adapter နဲ့လာတယ်ရုပ်ထွက်ဖို့ကြတော့ဒီကောင်တွေက DV port နဲ့ဖြစ်သွားတယ်ဗောနော် DV port 2 port ပါမယ် Nova port ပါမယ်နောက်မှာ USB 4 ပေါက်ထပ်ပါအောင်မယ်ဒီကောင်က Ryzen series ဖြစ်တဲ့အတွက်အပေါ်ကာပါကိုတော့လုံးဝheat ကောင်းအောင်လို့စကားပေါက်ပုံစံနဲ့လာတယ် heat လေးတော့နိုင်တယ်ဒီ series တွေတော်တော်တနေ့ကုန် run ထားလို့ရတယ်ဒီကောင်လေးရှိမယ်ဈေးအားဖြစ်တယ်ဒီကောင်ကဒီလို adapter ပါပြီးကို8သိန်းအထိ8သိန်းအထိဒီလို Wi-Fi internet နဲ့ Wi-Fi cat slot ပါသေးတယ်အခုကတော့ Wi-Fi မပါဘူးပေါ့နော် Wi-Fi cat ထည့်ပြီးတော့ Wi-Fi သုံးလို့ရတယ် speaker လည်းပါတယ်ပြီးတော့အပူ temperature ကိုတိုင်းနေစင်စားရည်လည်းပါတယ်ဒီကောင်လေးတွေ branded လည်းဖြစ်တယ် brand လည်းကောင်းတယ် CPU လည်းကောင်းတယ်ကောင်းလေးဈေးလေး8သိန်းနဲ့ desktop တစ်လုံးကောင်းကောင်းရတယ်ပေါ့နော်ဒါလေးတွေရှိပါတယ်